ယုံကြည်မှုဆိုတာထိုင်ဆောင်ရတဲ့အရာမဟုတ်ဘူးအလုပ်ရှုပ်ဆုံးနေတွေမှာတော့မှကိုယ့်ရဲ့အကောင်းဆုံးပုံစံနဲ့ကိုယ်တိုင်ဖန်တီးယူရတဲ့အရာကိုပြောတာပါ ဘလောက်ပဲအလုပ်များနေပါစေကိုဝတ်မဲ့ outfit ကိုတေချာရွေးချယ်တာကိုလေးစားရရောက်ပါတယ်ဒါဟာ self love ရဲ့အစပဲလို့ကျွန်တော်ထင်ပါတယ် ကိုယ့်ရဲ့ဆိုင်ကို share တာက fashion ကိုပြရအောင်နေမကပါဘူးတခြားသူတွေကသူတို့ယုံကြည်မှုရှိနဲ့ပြင်ဆင်အောင်လို့စိတ်ခွန်အားပေးရရောက်ပါတယ် မင်္ဂလာပါဟန်လူကြီးပါကျွန်တော် fashion photographer တယောက်ပါဒီနေ့မှာတော့ကျွန်တော်တို့က Vivo V70 ရဲ့ size lens နဲ့ telephoto ကိုသုံးပြီးရိုက်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့နဲ့အတူရှိနေမှာကပန်းရောင် self ဘူပေါင်းလေးပဲဖြစ်ပါတယ်အလုံးရှုံဆုံးနေ့တွေမှာတော့မှ self ဆိုတာရှိနေဖို့သတိပေးတဲ့ sign လေးဖြစ်ပါတယ်23mm ကတော့ရုံငန်းထဲက energy နဲ့ atmosphere တွေကိုအမိရဖမ်းယူပေးမှာဖြစ်ပြီးတော့ 35mm ကတော့ရုံငန်းထဲမှာအလုံးလုံးနေတဲ့ပုံစံတွေကို fashion ကြရိုက်ကူးပေးမှာဖြစ်ပါတယ်15mm ကဝတ်စုံရဲ့ texture နဲ့ post တွေကိုအသားပေးပုံဖော်လာပါတယ်။တာမန် work wear တွေတော့မှ editorial ဆန်သွားစေတာမျိုးပါ။ telephoto lens ဆိုလို့ရှိရင်လည်း cinematic compression ကြောင့်လူကိုပိုပေါ်နေစေပြီးတော့နောက်ကိုတဘာဝကြဝါပေးရတဲ့အတွက်ကျွန်တော်သဘောကျတယ်။နောက်ထပ်အားသာချက်ကတော့မြန်ဆန်မှုပါ fashion shoot တွေမှာ movement တွေကအများမြန်တယ် focal length တွေကိုဖုန်းထဲမှာချက်ချင်းပြောင်းပြီးရိုက်နေတာက post တွေ movement တွေကိုတိုင်ပင်မလုပ်ဘဲအမိရိုက်ကူးနိုင်ပါတယ် အလုပ်ရှုပ်နေရင်တော့ကိုဝတ်စုံနဲ့ကိုကြည့်ကောင်းနေတာကစိတ်ကိုပုံမို့တက်ကြလန်းဆန်းစေပါတယ် အလုပ်ခွင်မှာကိုဘယ်လိုဝယ်စားလဲဆိုတာကလည်းကိုကကိုယ့်ကိုဘယ်လောက်တန်ဖိုးထားလဲဆိုတာပြသတာနဲ့တူတူပါပဲ style ဆိုတာစကားမပြောဘဲကိုယ်အကြောင်းကိုပြပြနေတဲ့ connection တစ်ခုပါ ဒီပန်းအောင် self love ဘောလုံးလေးက self love ဆိုတာကျွန်တော်တို့နဲ့အတူအမြဲတည်ရှိနေကြောင်းသတိပေးနေပါတယ် ဒီပန်းရောင် self love ပေါ်လုံးလေးရတယ် self love ဆိုတာကျွန်တော်တို့နဲ့အမြဲတူတူရှိနေတယ်ဆိုတာကိုသိပေးနေပါ ကဲတင်းလည်းရောက်ပါပြီကိုယ့်ရဲ့ style နဲ့ယုံကြည်မှုတွေကိုပြသလိုက်ပါ Vivo V70 နဲ့အတူတင်းရဲ့ outfit တွေကိုရိုက်ကူးပြီး #VLetMyself #VLetMyFit campaign မှာပါဝင်လိုက်ပါတင်းရဲ့ confidence ကတခြားတယောက်အတွက်စိတ်ခွန်အားဖြစ်စေမှာပါအဲဒါဆိုရင်ဒီ campaign မှာပါဝင်ပြီးကိုယ့်ကိုယ်ချစ်ဖို့လည်းမမေ့နဲ့ဘူးနော်တတား